နှစ်သားပင်ကြီးအထဲမှာလည်းမင်းကစားအပြည့်အဖြူထားပြီးသားပဲနော်စိုက်ချက်ပြီးစိုက်စံလို့တော့ဒီရလဲဟိုလိုမျိုးအရင်ခုံထားမလို့တေးရဆိုင်ဒီကပဲရှိကျွန်တော်ဒါနေ့ကမှပြည့်ရရှိတယ်ဒီနေ့ဟိုကျွန်တော်တို့မြင်ရတော့တိုင်းထိဟိုတိုင်းနားလေးအဲဟိုတိုင်းနားအကွက်ကတော့80 60သူကတော့အဲ့နားလေးမှာတော့သူဖက်ပြီးတော့လောင်းထားတယ်အဲ့ဟောနှစ်ဘူးတော့ပြည့်ရတယ်နော်ဒီလိုဟိုဘက်ကတော့ဟိုတိုင်းနားလေးမင်းသားပဲနေမင်းသားလေးရောကြီးနေ